အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလိုမျိုးစဉ်းစားကြည့်ဘူးလားကျွန်တော်တို့ဖတ်နေကြစကားလုံးတွေဇာတ်လမ်းတွေတမိုင်းမှတ်တမ်းတွေမှာလေမျက်စိနဲ့မြင်နေရတာချက်ပိုနဲ့နဲ့တဲ့အဓိပ္ပာယ်တွေဖုံးကွယ်နေတဲ့ဆိုတာကိုပေါ့အဲ့ဒီဝတ်ထားတဲ့အဓိပ္ပာယ်တွေကိုဖွင့်ထုတ်ပေးနိုင်မဲ့ရှော့ဝတ်တော့ချက်အခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ context ဒါပေမဲ့အခြေအနေအပေါ် context ပါပဲဒီနေ့ဒီအကြောင်းကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ကဲဒါဆိုရင်ရိုးရိုးလေးတစ်ခုနဲ့အရင်စကြည့်အောင် run ဆိုတဲ့စကားလုံးပါဠိပဲလေလွယ်လွယ်လေးလို့ထင်ရတယ်ဟုတ်ဒါမဲ့ခဏလေးစဉ်းစားကြည့်လိုက်အဖြေကထင်သလောက်မရှင်းဘူးနော်ကြည့်လိုက်ပါ run ဆိုတဲ့စကားလုံးလေးတစ်လုံးလေးပဲဒါပေမဲ့သူရက်တည်နေတဲ့အခြေအနေပေါ်မူတည်ပြီးအတိတ်တွေကလုံးဝကိုကွဲထွက်သွားတာဥပမာ the water is running ဆိုရင်ရေကစီးနေလား his nose is running ဆိုရင်နှာရည်ယူတာပြဿနာတစ်ခုကဘယ်လောက်ကြာကြာ run တယ်ရွေးကောက်ပွဲမှာဝင် run တယ် baseball မှာ run တစ်ခုရရတယ်တွေ့လားဆိုဒီစကားလုံးလေးတစ်လုံးလေးကသူ့ဘာသာသူအတိပယ်သိချာမရှိဘူးသူ့ပတ်ဝန်းကျင်ကစကားလုံးကြီးအခြေအနေတွေကသာသူ့ရဲ့အတိပယ်ကိုပုံသွင်းပေးသွားတာပါဒီအချက်ကိုလီဘာသာပေတာပညာရှင် Martin Juice က1980မှာအရန်လာတဲ့စကားတစ်ခုနဲ့အနစ်ချုံခဲ့တယ်သူကဘာပြောလဲဆိုတော့အခြေအနေအပေါ် context ရဲ့အခန်းကဏ္ဍအမြင့်ဆုံးဖြစ်ပြီးအဓိကကျတဲ့ຢာတစ်ခုတည်းရဲ့အခန်းကဏ္ဍကအနှိမ့်ဆုံးပဲတဲ့ပြောချင်တာကရှင်းရှင်းလေးပါအဓိပ္ပာယ်ဆိုတာစကလုံးတစ်လုံးတည်းစီကလာတာမဟုတ်ဘူးသူ့ကိုဝန်ရံထားတဲ့အခြေအနေအကြောင်းအရာအဲ့ဒီခါနေဒီကပေါက်ဖွာလာတာပါပဲဟုတ်ပြီဒီသဘောတရားကိုလက်တွေ့ကြကြနားလည်သွားအောင်အရန်ကိုနာမည်ကြီးတဲ့ပုံပြင်သဘောကိုဥပမာအနေနဲ့လေ့လာကြည့်ကြရအောင်ဖခင်နဲ့သားနှစ်ယောက်ပုံပြင်ပေါ့ဒီပုံပြင်မှာ context ဆိုတဲ့အလွှာသုံးလွှာကိုခွာကြည့်လိုက်တဲ့အခါဝတ်ထားတဲ့အဓိပ္ပာယ်ဘလို့ပေါ်ထွက်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဇလန်ကိုတော့အများစုကြားဖူးကြမှာပါတားငယ်လီကအမွေတွေတောင်းပြီးအကုန်သွားဖြုံသည်ဖြစ်တယ်နောက်ဆုံးဒုက္ခရောက်မှာအိမ်ပြန်လာတော့သူ့အဖေကအဖြစ်မတင်တဲ့အပြင်ဝမ်းသာအားရနဲ့ပွဲကြီးပွဲကောင်းလုပ်ပြီးကျူးဆိုတာလေဒါကိုမြင်တဲ့အိမ်မှာတာဝန်ကြီးခဲ့တဲ့သားကြီးကတော့ဒေါသတွေပေါက်ကွဲရောပေါ့ဇလန်ကဒီလောက်လေးမယ်ရိုးရိုးလေးလို့ထင်ရတယ်ဒါပေမဲ့သူနောက်ွယ်မှာပိုနဲ့နဲ့တဲ့အဓိပ္ပာယ်တွေအများကြီးရှိနေပါတယ်ကဲဒီပုံမြင်ရဲ့အနက်နဲ့တဲ့အဓိပ္ပာယ်တွေကိုဖွင့်ထုတ်ဖို့တောက်ချက်၃ချောင်းရှိတယ်ပထမတောက်ချက်က cultural context ဆိုလိုတာကအဲ့ဒီခေတ်ရဲ့ယဉ်ကျေးမှုနောက်ခံပေါ့ဒုတိယတောက်ချက်က situational context ဒီပုံမြင်ကိုဘယ်လိုအခြေအနေမှာပြောခဲ့တာလဲဆိုတာပါနောက်ဆုံးတတိယတောက်ချက်ကတော့ verbal context ဆိုလိုတာကရှင်းအောင်စကားဆက်ဆက်တွေပေါ့ဒီတောက်ချက်၃ချောင်းနဲ့ဖွင့်ကြည့်ကြရအောင်ကဲပထမဆုံးတောက်ချက်ယဉ်ကျေးမှုဆိုင်ရာအခြေအနေအပေါ် context ကိုကြည့်ကြရအောင်ပထမရာစုဂျူလိုဖွေစီမှာလေတားငယ်ကအမွေရဲ့သုံးပုံတစ်ပုံပဲရပိုင်ခွင့်ရှိတယ်ပြီးတော့ဝါကြောင်းရတဲ့ဆိုတာဒါကဂျူတယောက်အတွက်ဆိုအကြီးမားဆုံးအရှက်ရစရာကိစ္စပဲအဖေကသူ့ကိုလက်ဆွတ်ပြန်ဆင်းပေးလိုက်တယ်ဒါကမိသားစုဝင်အဖြစ်အပြည့်အဝပြန်အတိအဖက်ပြုလိုက်တာဖိနှပ်ပေးလိုက်တာကတော့သူကကြုံမဟုတ်ဘူးဆိုတာအမှတ်သားပေါ့နောက်ပြီးအကောင်ဆုံးနွားငယ်ကိုတပ်ပြီးပွဲလုပ်ပေးတယ်ဆိုတာကအဲ့ဒါအင်မတန်ရှားပါပြီးအရန်ကိုကြီးကျယ်တဲ့ပွဲတော်တစ်ခုကိုဆိုလိုတာပါဒီချက်လေးတွေကအတိအဖက်ကိုအများကြီးပြောင်းလဲစေတယ်ဟုတ်ပြီဒုတိယဆုံးချက်က situational contextဒီပုံမြင်ကိုဘသူတွေနားထောင်နေခဲ့တာလဲဆိုတာအရင်ရေးကြည့်တယ်အဲ့ဒီအချိန်မှာလေယေရှုကတယောက်နဲ့တယောက်လုံးမမတည့်တဲ့အုပ်စုနှစုကိုတပြိုင်နဲ့ဟောနေခဲ့တာတစုကလူတွေအထင်သေးအော့နှလုံးသားဖြစ်နေတဲ့အပြစ်သားတွေနောက်တစုကတော့ငါတို့ကမှအမှန်ငါတို့ကမှတန့်စင်တယ်လို့ကိုယ့်ကိုယ်ထင်နေတဲ့ဖာရီရှဲတွေပေါ့အဲ့ဒီအုပ်စုနှစ်ခုကြားကတင်းမာမှုကဒီဇလန်ရဲ့ရည်ရွယ်ချက်ကိုလုံးဝကိုပြောင်းလဲဖြစ်လိုက်ပါတယ်နောက်ဆုံးအလွှာ verbal context ဆိုလိုတာကရှင်းနောက်စကားအဆက်ဆက်ပေါ့ဒီပုံပြင်ကိုမပြောခင်ပါလေယေရှုကပုံပြင်နှစ်ပုဒ်ကိုအရင်ပြောခဲ့တယ်ပျောက်တော်တိုးပုံပြင်နဲ့ပျောက်တော်သင်္ကားပုံပြင်အဲ့ဒီပုံပြင်နှစ်ခုလုံးရဲ့ theme ကအတူတူပဲပျောက်သွားတဲ့အရာကိုပြန်တွေ့တဲ့အခါဘလောက်တောင်ဝမ်းသာအားရဂုဏ်ပြုကြတယ်လဲဆိုတာပဲဆိုတော့အဲ့ဒီပုံပြင်နှစ်ခုကတတိယပုံပြင်ဖြစ်တဲ့ဒီသားပျောက်သားပြန်ပုံပြင်အတွက်အဓိကပြောချင်တဲ့ဘာသာရေးဆိုင်ရာအဓိပ္ပာယ်ကိုလမ်းခင်းပေးလိုက်တယ်လို့ပါပဲကဲအခုဒီအလွှာ၃လွှာကိုပေါင်းပြီးကြည့်လိုက်ရအောင်အဲ့ဒီအခါမှာတကယ်ကိုအံ့ဩစရာကောင်းတဲ့အချက်တစ်ခုပေါ်လာတယ်ဒီရိုးရိုးလေးလို့ထင်ရတဲ့ပုံမြင်ကအဓိပ္ပာယ်38အရန်နဲ့နဲ့တဲ့ဇလန်တစ်ပုတ်ဖြစ်သွားရောပထမဆင့်ဒါကမိသားစုပုံမြင်တစ်ပုတ်မှန်တယ်ဒုတိယဆင့်မှာတော့ဖခင်ကယေရှုကိုကိုစားပြုပြီးအိမ်ပြန်လာတဲ့သားငယ်ကအပြစ်သားတယ်ဒေါသထွက်နေတဲ့သားကြီးကတော့ Perisheri ဖြစ်သွားတယ်တတိယဘာသာရေးဆိုင်ရာအနက်ရှိုင်းဆုံးအဆင့်မှာတော့ဖခင်ကဖျားသခင်သားငယ်ကနောင်တရတဲ့အပြစ်သားတယ်ပြီးတော့သားကြီးကကိုဖြောက်မှတ်တယ်လို့ထင်တဲ့သူတွေကိုကိုစားပြုသွားတာပါပဲတွေ့တယ်မလား context ကဇလန်တစ်ခုလုံးကိုဘလို့ပြောင်းလဲသွားစေလဲဆိုတာဒါဆိုနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တစ်ခုကိုဆက်သွားကြည့်ရအောင်သမိုင်းကိုဘာကြောင့်များပြန်ပြီးရေးကြပါလဲဒီတစ်ခါတော့ဓမ္မရစဝင်ကျမ်းတဲ့နောက်ွယ်ကရည်ရွယ်ချက်ကိုဖော်ထုတ်ကြည့်ကြပါမယ်ဒီမှာရှင်းလင်းတဲ့နှိုင်းယှဉ်ချက်တစ်ခုကိုကြည့်လိုက်
ရှေးရှားတဲ့ရှင်မွေကျမ်းနဲ့ဓမ္မရာဇဝင်ကျမ်းတွေမှာဒါဝိမီရဲ့အမားတွေဥပမာဘာသာရှေဘင်းနဲ့ဖောက်ပြန်မှုတို့တားတော်အာဖရှလုံရဲ့ပုံကံမှုတို့ကိုအသေးစိတ်ရေးထားတယ်။ဒါပေမဲ့အများကြီးနောက်ကျမှရေးတဲ့ရာဇဝင်ချုပ်ကျမ်းကိုကြည့်လိုက်တဲ့အခါအဲ့ဒီအဖြစ်ပြက်ဆိုးတွေအားလုံးကိုလုံးဝချမ်းလတ်ထားခဲ့တာတွေ့ရတယ်။ဘာဖြစ်လို့လဲ။ဒါဝိမင်းကိုအဖြစ်အနာအဆမရှိတဲ့စံပြသူရဲ့ခေါင်းတောက်အဖြစ်ပုံဖော်ခြင်းလို့ပါပဲ။ ဒါထက်မကသေးဘူးဒီမှာပိုပြီးအောင်ထင်ရှားထားတဲ့ဘာသာရေးဆိုင်ရာပြောင်းလဲမှုတစ်ခုရှိသေးတယ်။ဘီဒိုခဖြစ်စေခဲ့တဲ့တန်းကောင်ဆိုင်ရေးကောက်တဲ့ကိစ္စမှာလေမူလရှမွေရကျမ်းမှာဘသူကောက်ခိုင်းတာလဲဆိုတော့ထာဝရဘုရားကဒေါ်ထထုတ်ပြီးကောက်ခိုင်းတယ်လို့ဆိုထားတယ်။ဒါမဲ့နောက်ပိုင်းရာဇဝင်ချုပ်ကျမ်းမှာတော့အဲ့ဒါကိုစာတန်ကသွေးဆောင်တယ်ဆိုပြီးပြောင်းရေးလိုက်တယ်။တွေ့လားအပြစ်တင်ခံရသူကိုပြောင်းပြလိုက်တာဒီလိုပြောင်းလိုက်တာကဘုရားသခင်ရဲ့ဂုဏ်သတင်းကိုကောက်ွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကရှင်းရှင်းလင်းပေါ်နေပါပြီ။ ကိန်းကနန်းဒီမှာလည်းဒီလိုပဲရှမွေရကျမ်းမှာတိုက်ခိုက်နိုင်တဲ့စစ်တီအရေးအတွက်ကိုဘယ်လောက်လုပ်ရေးထားလဲဆိုတော့3သိန်းရခုနရွှေနေ။ဒါပေမဲ့နောက်ပိုင်းရဲ့ရာဇဝင်ချုပ်ကျမ်းမှာတော့အဲ့ဒီအရေးအတွက်က3သိန်း9တန်း3သိန်း5သိန်း9တောင်အချီကိုတီတီတာဖာခုန်တက်သွားတယ်။ဒါဘာကိုပြနေလဲ။နောက်ပိုင်းသမိုင်းပြန်ရေးတဲ့ရှခါကိုလိုင်ငယ်ရဲ့ဖုံးတန်ကိုပိုပြီးကြီးကျယ်ခန္ဓာပြခြင်းတဲ့အတွက်ကိန်းကနန်းတွေကိုပိုချီအောင်ရေးတတ်တဲ့သဘောတဘာဝကိုတွေ့ရတာပါပဲ။ဆိုတော့အဓိကမေးခွန်းကဘာကြောင့်ဒီလိုတွေပြင်းရေးခဲ့တာလဲအဲ့ဒီခေတ်ရဲ့ context ကိုလေ့လာကြည့်လိုက်တော့ရှင်းသွားတယ်ရာဇဝင်ချုပ်ချမ်းကိုရေးတဲ့သူရဲ့ရည်ရွယ်ချက်ကပြင်းတင်တန်းကနေဒုက္ခရောက်ပြီးပြန်လဲထူထောင်နေရတဲ့နိုင်မြန်တက်လေးတစ်ခုကိုစိတ်သက်ခွန်အားပေးဖို့ငါတို့ရဲ့အတိတ်ကဒီလိုခန္ဓာခဲ့တယ်ဆိုတဲ့စံပြအတိတ်တစ်ခုကိုတင်ပြခြင်းလိုပါပဲဒါဟာတမိုင်းကိုမတန်းတင်တတ်မဟုတ်တော့ဘူးနိုင်ငံတနိုင်ငံရဲ့အမတ်တရုပ်ကိုပုံဖော်တည်ဆောက်နေရပါကဲအခုနောက်ဆုံးအနေနဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟေးလိတစ်ခုကိုလေ့လာကြည့်ကြမယ်။အကယ်၍ context လုံးဝပျောက်ဆုံးသွားတဲ့အခါကျရင်တော့ဘာဖြစ်သွားမလဲ။ဒါကတော့ယောဟန်ခရစ်ဝင်ကျမ်းရဲ့ရွတ်ဝှက်ချက်ကြီးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ယောဟန်ခရစ်ဝင်ကျမ်းကတခြားခရစ်ဝင်ကျမ်း၃ခုနဲ့ဘာလို့ဒီလောက်တောင်ကွဲပြားနေရတာလဲ။စဉ်းစားကြည့်လေ။တခြားခရစ်ဝင်ကျမ်းတွေပြီးမှ20-40လောက်ကြာမှရေးခဲ့တာ။ဘီမန်တော်ကိုတန့်စင်တဲ့အဖြစ်ကိုဇလန်းအဆုံးပိုင်းကနေအစပိုင်းကိုရွှေ့ထားတဲ့နောက်ဆုံးညစာမှာပေါင်မုံနဲ့စပစ်ကြီးဝင်ငါနဲ့အခန်းလာမပါတော့ဘူးအဲ့ဒီအစားချစ်ဆေးမင်္ဂလာဆိုတာကြီးပါလာတယ်ပြီးတော့အံဖွဲမှုတွေကိုလည်းတကယ်အဖြစ်ပြက်တွေထက်တင်ကြတဲ့ဆန်ဆန်သုံးသက်ချက်တွေအနေနဲ့တင်ပြထားတယ်တကယ်ကိုထူးဆန်းနေပါတယ်အဓိကပြဿနာကဒီမှာပဲကျွန်တော်တို့မှာ context ပြောင်းနေတယ်ဒီကျမ်းကိုဘယ်သူရေးတာလဲဘလို့ပရိသတ်အတွက်ရည်ရွယ်ပြီးရေးတာလဲဘလို့အခြေအနေတွေကဒီစာကိုရေးဖို့တွန်းအားဖြစ်စေခဲ့တာလဲဘာမှအတိအကျမသိဘူးအရင်ဥပမာတွေမှာအတိပယ်ဖော်ထုတ်ဖို့တောချက်ထိခဲ့တဲ့နောက်ခံအချက်အလက်တွေအားလုံးအဖို့လုံးဝမရှိတော့ပါဘူးဒီလို context ပြောင်းသွားတာကအရေးကြီးတဲ့အကျိုးဆက်တစ်ခုကိုဖြစ်စေပါတယ်အရင်မြစ်တစ်ခုမှာဖော်ပြထားသလိုပဲတမိုင်းဆိုင်ရာအခြေအနေတော့ context မရှိရင်ဒီ crit ဝင်ကြရဲ့ထူးခြားတဲ့အရေးပါမှုအများစုဟာပျောက်ဆုံးသွားပါတယ်တဲ့ဆိုလိုတာကအရှင်းရှင်းလေးပါခိုင်မာတဲ့နောက်ခံအချက်လက်မရှိဘဲနဲ့လုပ်တဲ့အသေးပေကောက်ချက်တွေအားလုံးဟာ mindset ချက်တက်ပေးဖြစ်သွားနိုင်တယ်ဆိုတာပါပဲဆိုတော့အနစ်ချုပ်ရရင်စကလုံးတစ်လုံးကနေစပြီးစာအုပ်တစ်အုပ်လုံးအထိကျွန်တော်တို့ဖတ်ရှုတဲ့အရာတွေရဲ့စာကြောင်းတွေကြားကအသေးပေအမှန်ကိုနားလည်ဖို့အတွက် context ကိုသိရှိနားလည်ခြင်းကအဓိကအကျဆုံးနေရာမှာတစ်ခုပါပဲဒါကပဲကျွန်တော်တို့ဖတ်ရှုသမျှအရာအားလုံးမှာပေါ်ပြီးနဲ့နားလည်မှုကိုရရှိစေနိုင်မှာပါကဲနောက်ဆုံးနေမဲ့ဒီမေခွန်းလေးတစ်ခုကိုစဉ်းစားစရာဖြစ်ခြံထားခဲ့ပါစေဒီနေ့ခေတ်မှာတော့ကျွန်တော်တို့တွေနှုတ်ခံ context ကိုသိချမသိပဲနားမလည်ပဲဘလို့အရာတွေကိုအတိတ်ပဲမာယွင်းစွာဖတ်ရှုနေကြမိလေ